လုံးပဲမင်္ဂလာပါရှင်မြာနင်း channel လေးမှာကြိုဆိုပါတယ်ရှင် အမျိုးသားတို့ရဲ့ညီလေးကြီးအောင်တဘာဝအတိုင်းလှုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးနဲ့မိတ်ဆက်ပေးမှာပါ Helping exercise လို့ခေါ်ပါတယ်မပြုတ်လို့ခင်တတိထားမယ့်အချက်လေးတွေကိုပြောပြပါမယ်ညီလေးမှာအနာရီဖြစ်နေတဲ့အချိန်မှာမလုပ်ရပါဘူးရှင်ဒုတိယတစ်ခုကတော့လက်သေးညှက်ထားပါမယ်လေ့ကျင့်တဲ့ရဲ့အရင်ဆုံးအဆင့်ကတော့ကိုညီလေးကိုချောစီတုပ်လင်းပေးရပါမယ်ဥပမာဗာစလင်းတို့အုံးစီတို့ပါအဆင့်နှစ်ကတော့ရေနွေးနွေးနဲ့စိန်ခါတဲ့ပဝါလေးနဲ့2မိနစ်လောက်အုပ်ထားပေးရပါမယ်နောက်ဆုံးအဆင့်ကတော့လက်ညှိုးနဲ့လက်မကိုဝါလုံးပုံစံကွင်းထားပြီးတော့လိန်တန်ရဲ့အရင်ကနေပြီးလိန်တန်ရဲ့ထိပ်ဖျားတဲ့ခတ်တင်းတင်းဆွဲတင်ပေးပြီးလိန်တန်ထိပ်မှာ9စက္ကန့်လောက်ထားပေးရပါမယ်ရှင်ပြီးရင်ဘယ်ဘက်ကို9စက္ကန့်ညာဘက်ကိုလည်း9စက္ကန့်ထားပြီးလေ့ကျင့်ရမယ်ရှင်တခါလေ့ကျင့်ရင်အနည်းဆုံး10မိနစ်လောက်လေ့ကျင့်ပေးပါတစ်နေ့ကို3-4ချိန်လောက်လုပ်လို့ရပါတယ်ရှင်အဲ့လိုလုပ်တာကအကိုတို့ပြောင်းဆွဲပြီးလုပ်တဲ့လေ့ကျင့်ခန်းနဲ့အကျိုးသက်ရောက်မှုအတူတူပါပဲရှင်နောက်ပြီးတော့မြန်မာအမျိုးသားတွေထောင်မှတ်နေချိန်မှာလေးလက်မအောက်မလျှော့ဘူးဆိုရင်သေးတယ်လို့မဆိုလိုပါဘူးအမျိုးသားအများစုကမာတာနဲ့ကြီးလာဘယ်ဟာပိုကောင်းလဲဟိုတာမရှင်းဖြစ်တတ်ပါတယ်ညီလေးဘလောက်ပဲကြီးနေမမာဘူးဆိုရင်ဘာမှသုံးစားလို့မရပါဘူးဒါပေမဲ့ညီမပြောချင်တာကတော့လူတွေသိထားရမယ့်အချက်ကကိုညီလေးမှာတောင်းနေဖို့လိုအပ်ပါတယ်ညီလေးရှိခြင်းလဲဆိုရတော့ခုနအတိုင်းတောင်းမနေတဲ့အချိန်မှာအပေါ်ကိုဆွဲပေးပါအရေးကြီးဆုံးအချက်ကရှော့စီမပါဘဲမလုပ်ပါနဲ့ရှင်ဒီနေ့တင်ဆက်ပေးကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာကိုတို့တော့အသုံးဝင်မဲ့အကြောင်းအရာများကိုတင်ဆက်ပေးမှာမို့ channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့နဲ့အောင်ရှင်နားဆင်ပေးကပရိသတ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်